ထုတ်ပေးထားတဲ့ဖနက်ဟောင်းတရံကိုစီးပြီးကျောင်းထဲဝင်လာတဲ့ရှောက်တီကိုညစ်ပတ်လွန်လာကြောင်းကျောင်းဆရာကစူပူချိန်မောင်းတော့ဆီယာမရွံကတားပါတယ်မိဘတွေလည်းမပို့ဘူးလားဆိုတော့မိခင်ကဆုံးသွားတာကြားပြီးဖြစ်ပြီးဖခင်ကလှုပ်တစ်ပတ်နဲ့မို့မအားကြောင်းဆိုပါတယ်အတန်းတွေကကလေးတွေကနီကိုလွန်းတော်စူပါစတာနဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်နေဆိုပေမဲ့ရှောက်တီကတော့သူစင်းရဲသားတယောက်ကဖြစ်ချင်နေဆိုတာကြောင့်ဝိုင်းလောင်ပြခံရပါတယ်တို့ပေမဲ့သူဖခင်တင်ပေးထားသလိုစင်းရဲပေမဲ့မခိုးမဝက်ပဲရိုးသားဖြောက်မဲ့ရင်လူပြည့်အကျုံနဲ့တယ်ဆိုတာကြောင့်အားပေးသူတယောက်ပေါ်လာပါတယ်ကျောင်းဆရာပြောကြားသွားတဲ့ဘောပင်ကိုရှောက်တီကကောက်ပေးလိုက်ပေမဲ့ညစ်ပတ်တဲ့ရှောက်တီကိုရွှရှာတဲ့ဆရာကမောင်းထုတ်ပြီးအဖြစ်သေးစွာလက်ကင်ဘွားနဲ့ကောက်နေတာမို့ဆက်ပြီးသာလုပ်နေခဲ့ပါတယ်လမ်းရတဲ့ထမင်းဘူးလေးနဲ့ဆလာဆက်တိုက်ပေါ်မှာထမင်းစားနားနေသူကတော့ရှောက်တီရဲ့ဖခင်တီပဲဖြစ်ပါတယ်ထမင်းစားစီစဉ်စီဂျီဝမ်လို့ခေါ်တဲ့ခွေးဆက်ရုပ်ကိုအာရဲတန်စွာကြွားနေတဲ့တထေးသားတစ်တိုက်ဟာထမင်းစားနေတဲ့မက်ကီဆိုသူကိုမကောင်းဆိုးမှကြီးလို့လှောင်ပြောင်တော့မြေကြီးပါတုံးတဲ့အထိထပြေးသွားပါတယ်။ယောက်ျားကောင်းဆိုတာမိန်းကလေးကိုအနိုင်မကျင့်ရဘူးဆိုတဲ့သူရဲ့ကောင်းဝင်လို့တဲ့ရှောင်းဒီကိုဆင်းရဲလားလို့သာလှောင်ပြောင်ခဲ့ကြပါတယ်။ကာယချိန်မှာဖက်မစီလို့အပြစ်ပေးခံနေရတဲ့ရှောင်းဒီနာမက်ကီဆိုသူရောက်လာပါတယ်။နင်းလားအကစားဖက်မရှိလို့အပြစ်ပေးခံရတာလားမေးတော့နင်းနဲ့အတူရှိခြင်းလို့တမင်မစီကြောင့်ဆိုတော့ဘေးကိုတိုးလိုက်ပြီးရှောင်းဒီတယောက်ဒရွေးတွေသားမျိုးချနေခဲ့ရပါတယ်။လုပ်ငန်းခွင်ထဲမှာမနိုင်မနှင်းလုပ်နေတဲ့တီကိုထွက်သွားတော့ဆိုတဲ့ဆရာဖြစ်သူတန်းညဘက်တွေပို့လွန်းလာမို့အိမ်မပြောတဲ့သားဖြစ်သူအတွက်ပန်ကာတလက်ဝယ်ပေးခြင်းလို့ကြုံဝေထုတ်ခိုင်းပါတယ်။ဇနီးဖြစ်သူကျမ်းမာရေးမကောင်းချိန်ကထုတ်ပေးထားတဲ့ဂျုံငွေတောင်ပြင်မဆက်နိုင်သေးလို့ထပ်ထုတ်မပေးနိုင်ကြောင်းနဲ့ငါသားတော်ပါမန်ကျောင်းမှာထားပြီးမြဲဆင်းရဲတဲ့မင်းကသားဖြစ်သူကိုအကောင်းစားကျောင်းမှာထားပြီးသေတော့အောင်အလုပ်လုပ်နေတာမဖြစ်တဲ့ကြောင်းစူပူချိန်မောင်းကထွက်သွားပါတယ်။မိုးရင်းကနေမိုးချုပ်သေတော့အောင်အလုပ်လုပ်ပြီးအိမ်ပြန်လန်းမှာတော့သားဖြစ်သူလိုချင်လာမှန်သမျှဖြည့်ဆည်းပေးနိုင်တဲ့အမိုက်ပုံကြီးစီကနေပန်ကာတလက်ယူလာခဲ့ပါတယ်။ဘိုက်စာလို့စောင့်နေတဲ့သားဖြစ်သူကို surprise အနေနဲ့ပန်ကာထုတ်ပြီးဖွင့်ပြလိုက်ပေမဲ့တပတ်မပြည့်ခင်မှာပဲရှက်သွားပါတယ်။ဖခင်ကအသုံးမကျဘူးလို့အပြစ်တင်နေတဲ့သားဖြစ်သူကိုဆင်းရဲတင်ဆင်းရဲမဲ့မဆဲဘူးမခိုးမဝတ်ဘူးလို့ဆုံးမပါတယ်။ဖြစ်တယ်လို့စားတဲ့ညစာဝိုင်းမှာအာကစားဖက်နဲ့အစ်စ်ဝယ်ခိုင်းလို့ဝယ်ပေးမဲ့ကလေးဘေဘီဆင်းရဲပေမဲ့သားဖနှစ်ယောက်ရှာကြအပြောရှာကြရင်ဖြစ်တန်းလာပါတယ်။လမ်းဘေးမှာ TV ကိုစမတ်ကျစွာကြည့်နေစဉ်အမျိုးအမည်မသိရင်တစင်းပြန်တန်းလာတယ်ဆိုတဲ့သတင်းကြီးဖြတ်ဝင်လာပါတယ်။ထူးဆန်းတဲ့အတန်းနဲ့ဖြတ်တန်းသွားတဲ့ရင်ကြီးကိုဓာတ်ပုံရိုက်ယူထားနိုင်ကြောင်းစိတ်ဝင်စားနေချိန်ရှောင်းတီပြောက်သွားလို့ကုန်လိုက်ထဲဝင်ရှာပါတယ်။ကျောင်းကကလေးတွေစီမှာရှိတဲ့စီဂျီဝမ်ဆိုတဲ့ခွေးဆက်ရုပ်လိုချင်ကြောင်းပူစားတော့လက်တလုံးပတ်ဆက်မရှိသေးတဲ့အတွက်လာကုန်ရင်ဝယ်ပေးမယ်ချုံမပြောနေပေမဲ့ပြောမြဆိုမြမှုရိုက်လိုက်ပါတယ်။ပြေးထွက်သွားတဲ့ရှောင်းတီနောက်လိုက်လာတော့ဆီယမရွံကချုံမနေခဲ့ပြီးရှောင်းတီအင်ကိုလာလေချင်ကြောင်းနဲ့ဆီယာရီကိုပဲအာမကိုပဲဖခင်ကလည်းတားဖြစ်သူပညာရေးကိုဂရုစိုက်ပေးဖို့မှာကရှောင်းတီကိုလည်းဖခင်စကားနားထောင်ဖို့မှာပြီးထွက်သွားပါတယ်။တားဖြစ်သူလိုချင်တာမှန်သမျှဖြည့်ဆည်းပေးနိုင်တဲ့အမိုက်ပုံစီရောက်လာကလိုအပ်တာရှာနေစဉ်လိုင်းပုံနေတဲ့ TV ကိုအာရုံရောက်နေတော့အနောက်ကပြန်တက်သွားတဲ့ရင်ကြီးကိုသတိမမူပြီးပဲပြုတ်ကျလာတဲ့အရာကိုကောက်လာခဲ့ပါတယ်။အိမ်ကိုရောက်တော့စီဂျီဝတ်ထတာရာယူလာတယ်ဆိုပေမဲ့စိတ်ဝင်စားတဲ့တားဖြစ်သူကြောင့်အပေါက်ဝမှာချိတ်ထားခဲ့ပါတယ်။အရုပ်ကိုယူကြည့်တော့ဖြည့်ကြည့်ဖို့နဲ့ပြစ်လို့သာရတဲ့အရုပ်ကိုចောင်းကိုယူလာပြီးအတန်းပေါ်ဖန်ဒီကိုကြွားတော့စိတ်ဝင်စားဖို့မကောင်းမှုဆိုကထွက်သွားပါတယ်။တထေးသားလူမိုက်အဖွဲ့ကလက်ထဲကဘာလဲလို့မေးတော့စီဂျီဝတ်ထတာတဲ့စီဂျီဆေးပင်လို့ဆိုပေမဲ့မေဖောကအမိုက်ပုံကကောက်လာတဲ့အမိုက်ပဲလို့ဆိုရကြောင်းဒေါသထွက်သွားချိန်လူတန်ကြီးကိုခေါ်လိုက်ပါတယ်။ရှောင်းဒီကတော့လက်ဆွဲနှက်ဆက်လိုက်ညနေချုပ်သွေးလိုက်လုတ်ပြနေပေမဲ့ကင်မောက်ခံလိုက်ရပြီးလူတန်ကြီးကတော့ဆုချခံခဲ့ရပါတယ်။ရံဖြစ်လာတဲ့သားဖြစ်သူကိုဆင်းရဲပေမဲ့ဘယ်တော့မှရံမဖြစ်ဘူး။ဘာကြောင့်ရံဖြစ်တာလဲမေးနေတဲ့ဖခင်ကိုအဖိုက်ပုံကအကျုပ်ကြောင့်လို့ပြောမထက်တဲ့အတွက်အယုတ်ကိုသာနှိပ်နေခဲ့ပါတယ်။ထူးဆန်းစွာလှုပ်ရှားလာတဲ့အယုတ်ကိုလွှတ်ပစ်ကလှုပ်နေတယ်လို့အသိပေးပေမဲ့စိတ်ဆိုးနေတဲ့ဖခင်ဟာလေတိုင်းလို့ဆိုရင်တကားပေးလိုက်ပေမဲ့ဘီရိုတဲကအယုတ်ကထပ်လှုပ်ရှားလာတာကြောင့်အော်နေတဲ့ရှောင်းဒီကိုအရိုက်မခံရအောင်အာရုံလွှဲနေတဲ့အထင်နဲ့ဘီရိုတဲထပ်ပေးလိုက်ပါတယ်။မျက်စိမိတ်ကဖျားစာရွတ်နေချိန်အယုတ်ကထူးဆန်းတဲ့အရာတွေထွက်လာကရှောင်းဒီနားမလည်တဲ့အရာတွေကိုပြသနေပါတယ်။အပြင်လောကကိုပြန်ရောက်တော့ထူးဆန်းတဲ့ကောင်လေးဖြစ်ခဲ့ပြီးတကားဖွင့်ကအလုပ်သွားရမယ်ဆိုတဲ့ဖခင်ကြောင့်အပြင်ကိုထွက်လာပါတယ်ထူးဆန်းတဲ့ခွေးပုံစံရုပ်လေးကသူပြောတာကိုနားလေတဲ့ပုံစံပြတာမို့ကစားပေါ်အသိရသွားပြီးကောက်ကောင်နေကြစဉ်ကန်မိသွားပါတယ်ပုံနေတဲ့ပန်းသီးကနေလက်ဆက်ထက်အသိဖြစ်သွားတာကြောင့်မင်းကမော်ပညာတက်တာလားငါချမ်းသာပြီဆိုကဟစ်ကျွေးနေပါတယ်နောက်တရက်မှာတော့စူပါရုပ်ဆိုတာသေးကြအောင်လမ်းဘေးကခွေးတကောင်နဲ့ရှုတိုက်တော့စီဂျီ7ကအကပ်ပေါင်းစုံပြပြီးအနိုင်လိုက်တာကြောင့်ចောင်းကိုခေါ်လာခဲ့ပါတယ်တန့်စင်ကန်းနဲ့ခေါ်ကစာမေးပွဲရက်မှာစီဂျီနဲ့ဆုံးနေမိရဲ့အတွက်အမှတ်ပြည့်ရအောင်ကုညီနိုင်မလားဆိုတော့လက်နက်ပေါင်းစုံပြုလုပ်ထားတဲ့မျက်မှန်တစ်လက်ပေးလိုက်ပါတယ်စာသင်ခန်းနဲ့မျက်မှန်ဘာကြောင့်တက်လဲမေးတော့မျက်စိနားရည်တဲ့ဆိုတော့မို့တက်ခွင့်ပြုလိုက်ပါတယ်မျက်မှန်တွေကအသေးစားရင်မြင်လေးကိုထုတ်ကတထေးသားရဲ့အဖြေလွှာကိုဓာတ်ရိုက်မြင်နေရတာမို့ကူးချဖို့ပြင်မိမဲ့ရင်ကောင်အမှတ်နဲ့ရိုက်လိုက်ပါတယ်တစ်ချက်ပြုံးလိုက်ကများပြားလာတဲ့ရင်ပြန်တွေထုတ်လိုက်တော့ရင်ကောင်အမှတ်နဲ့လိုက်ရရင်ကျောင်းဆရာမျက်မှန်ကိုရိုက်မိစဉ်ဖန်ဒီကပါအချောင်ဝင်တီးပါတယ်
အမှတ်စင်းရင်ထွက်တော့ရှောင်းဒီကအမှတ်ပြရလို့ပြောနေစဉ်ကျောင်းဆရာကမျက်မှန်တောင်းတော့ပြစ်မင်းကပောက်ခွဲပစ်လိုက်ပါတယ်အမှတ်ပြရလို့ပြောနေတဲ့ရှောင်းဒီကကာယချိန်မှာသုံးဖို့အားကစားဖက်တစ်စုံစီဂျေ7ကိုလုပ်ခိုင်းပါတယ်ကာယဆရာခုံခဲ့တဲ့အညစ်စံချိန်ကိုဘယ်သူမှမကြောနိုင်သေးကြောင်းဆိုနေစဉ်ရှောင်းဒီကကြောဖဲပစ်လိုက်ပြီးသူ့ရင်ကမလုပ်ခဲ့ရတဲ့အားကစားနှီးပေါင်းစုံကိုစော့ကစားခဲ့ပါတယ်ကာယအချိန်မှာအားကစားဖက်မရှိလို့သူ့ကိုလူရမသွင်းခဲ့တဲ့ဆရာကိုရှောင်းလင်လဝါတိုင်းနဲ့ဖြစ်ရှိနေချိန်ရဲတွေပါရောက်လာတာကြောင့်ကောင်းကင်ဘော်ပြတ်တဲ့စဉ်ဖက်ကပျက်စီးပြီးအောက်ပြုတ်ကျလာကအိမ်မက်ကပါလက်နူလာပါတယ်အရာအလုံးကအိမ်မက်ဆိုပေမဲ့စီဂျေ7ကတော့အစ်စ်မို့စာမေးပွဲမှာအမှတ်တရရအောင်ဖြေခဲ့မယ်လို့ဂရီပေးရင်ထွက်လာခဲ့ပါတယ်အိမ်မက်ထက်ကအတိုင်းလမ်းဘေးခွေးနဲ့ရှူတိုက်တော့စီဂျေ7ခမရအယုတ်ကျိုးပြခံလိုက်ရကနှစ်ယောက်သားဖူးယုံပြီးပြန်လာပါတယ်စူပါခွေးမဟုတ်တာလက်မခံနိုင်တဲ့ရှောင်းဒီကစာမေးပွဲမှာအမှတ်ပြရဖို့အကူအညီတောင်းတော့စီဂျေ7ကအီးတပုံသာပါပေးလိုက်ပါတယ်စာမေးပွဲခန်းတဲ့ထိစာမြသေးတဲ့ရှောင်းဒီကဘေးဘီကိုကြည့်ရင်စီဂျေ7ပေးတဲ့အီးတပုံကိုကြည့်နေစဉ်မျက်နှာကိုအကက်ခံရပါတယ်ဒေါသထွက်သွားတဲ့ရှောင်းဒီဟာစီဂျေ7ကိုရင်းနှီးပြီးငါအတွက်အားစားဖက်အခုလုပ်ပေးဆိုပေမဲ့ခန္ဓာကိုယ်အနှံ့အီးတွေသာပြပြလိုက်ပါတယ်မြက်ပလုံးနဲ့ရှောင်းဒီကိုမိသက်ပိုက်နဲ့ရေဆေးကတန်ရှင်းရဲလုပ်ပေးရင်အကုန်လုံးကဝိုင်းနောင်မြောင်နေတဲ့အတွက်ဒေါသထွက်သွားကစီဂျေ7ကိုအချို့တက်ခေါ်ပြီးအမိုက်ပုံနဲ့ထည့်ကပြန်လာပါတယ်။သုံးမရတဲ့ခွေးငါ့ကိုအဆက်ခွဲတဲ့ခွေးလို့ချိန်မောက်နေပေမဲ့သူမသောမန်းနာမရကစီဂျေထံပြန်သွားပေမဲ့စီပင်ကားကစီဂျေ7ကိုယူသွားပါတယ်။ငိုယိုပြီးအိမ်ပြန်လာတော့အသိရောက်နေတဲ့စီဂျေကိုတွေးလိုက်တာမို့ပျော်သွားခဲ့ပါတယ်။မျက်လုံးနဲ့ခြေထောက်တွေလှုပ်ရှားနိုင်တဲ့ထူးဆန်းတဲ့အယုတ်လေးကိုတိတိယောက်စိတ်ကြိတ်စစ်စစ်ကတိုးတက်နေတဲ့ခက်ကြီးမှာသူ့လိုပညာမဲ့တွေအတွက်နေရာမရှိဘူးလို့ညှိတွားရင်တားဖြစ်သူကိုဆင်းရဲပေမဲ့မခိုးမဝတ်ဘူးလိမ်ညာမပြေးပါဘူးလို့ဆုံးမပါတယ်။ပူဝိုင်လွန်းလို့အိမ်မပြောတဲ့ရှောင်းဒီအတွက်စီဂျေတယောက်တိုင်းခွတ်တွေထုတ်ကပန်းကားကိုပြင်ပေးလိုက်ပြီးအားနေသွားတဲ့သူပါအိပ်ပျော်သွားပါတယ်ထူးဆန်းစွာပြန်ကောင်းလာတဲ့ပန်းကားကိုစိတ်ဝင်စားနေတော့စာမေးပွဲအမှတ်စင်းကိုပေးပြီးတာနဲ့ပြေးထွက်လာတဲ့ရှောင်းဒီဟာအားနေနေတဲ့စီဂျေကိုသတိထားမိသွားပါတယ်ရှောင်းဒီရဲ့ရုပ်ကိုစူးစမ်းခြင်းနဲ့တထေသားတစ်တိုက်လက်ထက်ကထွက်ပြေးခဲ့ပေမဲ့မလွတ်မြောက်နိုင်ပဲစီဂျေကိုလူယူတာခံလိုက်ရကလွှတ်ရီဂန်းတွေနဲ့ပါဖွင့်ဖို့ကြံနေတာမို့ဝင်လုံးတော့စီဂျေကထွက်ပြေးသွားပါတယ်ဒေါသနဲ့ထိုးဖို့ရွယ်နေတဲ့ရှောင်းဒီကိုဖတ်တိကတားလိုက်ကရိုက်ဖို့ရွယ်တော့မက်ကီကဝင်ထားပါတယ်ထုတ်ထားရကလှုပ်ပေးလိုက်တော့ပြန်ချဖို့လုပ်နေတဲ့ဖတ်တီကိုအဝေးရအောင်တုံးထောက်လိုက်စဉ်ပြက်လက်ချလိုက်တဲ့ရေပုံးကိုညှစ်ချလိုက်ရင်ရေမဖြစ်ချင်ဘူးလို့ဆိုပေမဲ့ပြေးဝင်လာတဲ့ဖတ်တီကြောင့်ဆွေမျိုးမိတဲ့ထင်ညှစ်ပေးလိုက်တော့တတိလစ်သွားပါတယ်အားကိုတကြီးဝင်လာတဲ့ရှောင်းလီကိုချီခေါ်ကအစင်ပြေးရတော့မေးနေစဉ်ရန်ချစ်ထားတဲ့အတွက်အကောင်လုံးပြေးပြေးခံရပြီးစီချီကပုံးနေရကထွက်လာပါတယ်ထူးဆန်းတဲ့အယုတ်လေးကိုအံ့ဩနေကြပြီးသူတို့ခိုက်သမျှကိုချစ်စပွဲအမူအရာနဲ့မျိုးစုံလုပ်ပြနေတဲ့စီချီကြောင့်တထိတ်တိုက်သဘောကျနေပါတယ်ရှောင်းဒီနဲ့ငိမ့်ချမ်းယူလိုက်တဲ့အပြင်ဖတ်တီးကပါမက်ကီကိုငါတို့ကျူတို့မှာပါမလားဆိုတာကြောင့်အားလုံးကျစစ်စစ်ဖြစ်သွားပါတယ်အမှတ်စင်းကန်ကတားဖြစ်သူအမှတ်ဖြစ်ရကြောင်းကြွားတော့ငါသားတော့မရတာမင်းသားရရင်လိမ့်နေတယ်ဆိုကအမှတ်စင်းရင်မှာတုံညကနေတရားပြထားတာကိုထောက်ပြပါတယ်လက်မခံနိုင်တဲ့တီကစပ်ပြောနေရင်ရိုက်မိမယ်ဆိုပေမဲ့သူပဲအစော်ခံရကပြည့်ထွက်သွားတဲ့တီကိုမင်းသားကလူတွေလို့လှမ်းអော်နေပါတယ်အိမ်တကားပိတ်ထားလို့ဝေယနာကနေကြော်တက်နေတဲ့ရှောင်းတီထန်ဒေါသထွက်နေတဲ့တီကစာပေပအမှတ်စင်းရင်မင်းမြင်ထားတာလားဆိုတော့ဖခင်စိတ်မကောင်းမှဆိုလို့ပြင်မိချောင်းဆိုပါတယ်စင်းရပြီမဲလို့အစချီလိုက်တော့ဖန်တရားတီနေတဲ့ဆုံးမစကားတွေနားမထောင်ချင်တော့ဘူးဆိုတာကြောင့်တိုးဝေးသွားရင်ကြောဖို့အိတ်ထဲကစီဂျေကိုယူလိုက်ပါတယ်စီဂျေကိုပြန်နှောင်းပေမဲ့မပေးဘူးဆိုတဲ့တီကြောင့်အဖေတော်အဖေမျိုးမလို့ချင်ဘူးဆိုတော့ငါလည်းမင်းလို့တုံးရရတဲ့သားမျိုးမလို့အကြောင်းပြောရင်တားဖနှစ်ယောက်တေးကန်းပြက်မဲ့အကြောင်းတွေပါပြောဆိုမိကထွက်သွားပါတယ်စိတ်ကောက်နေတဲ့ရှောင်းတီအတွက်ဆီယမယွမ်ကိုနေလာစားထမင်းဘူးပို့ပေးဖို့တောင်းဆိုတော့အထဲဝင်ဖို့ခေါ်ပေမဲ့စင်းရတဲ့ဖခင်ကြောင့်တားဖြစ်သူအဆက်ရမှာဆိုကြောင်းဆိုပါတယ်တားဖနှစ်ယောက်ရန်ဖြစ်ထားတာသိကြောင်းနဲ့စာမေးပွဲရဲ့နေနေတော့ရှောင်းတီကိုအိမ်မှာစာပြပေးခြင်းကြောင့်ဆိုတော့ဂျေဇုတင်ခြင်းစောနဲ့လက်တွေကင်မိသွားကအပြန်အလှန်အကြည့်တွေစုံရင်ပြန်လာပါတယ်အခြေတင်ဖြစ်ထားလို့မဝင်မရဲဝင်လာစဉ်အခန်းနဲ့စားတော့လိုက်တဲ့တထေးကမင်းသားကိုငါဒီလိုမပြောတင်ကြောင်းနဲ့အမောင်းထုတ်ပေးကရှောင်းဒီကိုမဝဲကျွေးဖို့နှစ်သိမ့်တော့အပျော်ကြီးပျော်ကလုပ်ငန်းခွင်ထဲရောက်လာပါတယ်တစ်ဖက်မှာလည်းရှောင်းဒီကဆီယမရွံရဲ့တင်စားပေးမှုနဲ့စာမေးပွဲကိုစ조사ဖြစ်နေပါတယ်မူရီချက်ကအောက်ပြန်ဆင်းလာစဉ်ခုံစားလာတဲ့လူတစ်ယောက်ကြလေးဦးလေးကြကပြုတ်ကျသွားပြီးစ조사ဟာတီးရဲ့ခြေထောက်နဲ့ပတ်ကတရွတ်တိုက်ပါသွားပါတယ်တစ်ဖက်မှာလည်းရှောင်းဒီကအမှတ်60နဲ့စာမေးပွဲအောင်မြင်ပြီးတီကတော့လုံချုံရေးခပတ်နဲ့ချိတ်ဖို့ပြင်ပေမဲ့ဒီတို့တိုက်ဆွဲချခံလိုက်ရတော့ရရလှမ်းဆွရင်ပိတ်စကိုဖမ်းမိကတန်လန့်ဖြစ်နေပါတယ်အမေရဖမ်းဆောင်နေတော့ကုညီဖို့လာတဲ့အဖွဲသားထက်လက်ကမ်းလိုက်ပေမဲ့ကန်းစိုးစွာနဲ့ပဲအောက်ကိုပြုတ်ကျသွားတော့ပါဝါပြနေတဲ့တတိယပါအားလုံးပြေးသွားကြပါတယ်ထိုသတင်းစိုးကြီးကရှောင်းတီထံရောက်လာခဲ့ပြီးအရေးပေါ်ခန်းအပြင်ကစောင့်နေတဲ့ရှောင်းတီဟာဆီယာဝင်ထွက်လာတော့ဝမ်းနဲ့နေကြတဲ့တထေးနဲ့ဆီယာမကိုကြည့်ရင်မသိချင်အောင်ဆောင်လိုက်ကဖခင်မမြင်နိုင်တော့တဲ့သူ့ရဲ့အမှတ်စင်းကိုငေးကြည့်နေပါတယ်
အိမ်ပြန်လိုက်ဖို့တဲ့ဆီယာမကမထင်မှတ်ထားအောင်နွမ်းပါတဲ့ရှောင်းဒီအိမ်ကိုကြည့်ရင်မျက်ရည်မကျအောင်ထိန်းနေတဲ့ရှောင်းဒီကိုဖခင်ဆုံးသွားကြောင်းဆိုတော့မထိတ်ချုပ်နိုင်တော့ပဲငိုချလိုက်ပါတယ်ဒီအရာကငါတို့ထိတ်ချုပ်လို့မရကြောင်းနှစ်သိမ့်နေတဲ့ဆီယာမကိုအစ်ချင်နေပြီးအကြောင်းပြချက်နဲ့ပဲနှင်လွတ်ကဖခင်ကသူ့ကိုထားမသွားဘူးအဲ့ရကနိုးလာရင်ဖခင်ပြန်လာမားတို့ငိုကြွေးနေပါတယ်ဖခင်နဲ့အတူပါလာတဲ့စီဂျေကအပြင်ထွက်လာကစောင်းကိုဖယ်ခြင်းရင်မျက်ရည်တွေဝဲလာကအာနဲ့နေတဲ့ခန္ဓာကိုယ်ကိုအသင့်အနေထားပြင်ပြီးရှစ်သမျှခွန်အားသုံးကတီကိုကူးတာပေးခဲ့ပါတယ်မနက်မိုးလင်းတော့အလင်းရောင်ကြောင့်နိုးလာတဲ့ရှောင်းဒီဟာဘေးနားကဖခင်ကိုမြင်လိုက်တာမို့လန့်သွားပြီမဲ့ညရဲ့အင်ကြီးမလဲပဲစူပူနေတဲ့ဖခင်ကြောင့်အတိတ်ဖတ်ထားလိုက်ပြီးဖခင်စကားအမြဲနှောက်မဲ့အကြောင်းနဲ့သူ့ကိုဘယ်တော့မှထားမသွားဖို့ဂရီတောင်းနေပါတယ်စီဂျေကိုတတိယသွားကဖွင့်ကြည့်တော့အာနဲ့နေတဲ့စီဂျေကိုမြင်လိုက်ရပြီးမတ်တောင်မရက်နိုင်ပဲလဲကျသွားကကြည်ကျတဲ့ခေါင်းကရေတာလိုင်းနဲ့အတူစီဂျေဟာလည်းတာမန်ရုပ်သွားပါတယ်ဘက်ထရီကုန်တာနေမယ်ဆိုတဲ့ဖခင်ရဲ့အတွေ့အကြုံတားဖနှစ်ယောက်စီဂျေကိုရှော့တိုက်အောက်ဆီဂျင်ချိတ်ခဲ့ပေမဲ့စီဂျေကတော့ပြန်နိုးမလာခဲ့ပါဘူးမနိုးထနိုင်တော့တဲ့စီဂျေကိုနေ့စဉ်စောင့်မျှော်နေခဲ့ပြီးပညာတတ်ကြီးဖြစ်ရင်စီဂျေကိုကုသပေးနိုင်မယ့်အတွေ့နဲ့စာကြိုးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။လူရသည်ကြောင့်မရက်မှာမက်ကီကိုချစ်မိတဲ့ဖတ်တီကရံမဖြစ်တော့ပဲမက်ကီချစ်တာကျွန်တော်ချစ်တာကတော့ဖန်နီကလည်းကျွန်တော်ကိုချစ်ပေမဲ့လူရောက်မှဂျိုနီကကျွန်တော်ထံကနေဖန်နီကိုလူ့သွားပါတယ်။လူတိုင်းမှာအချစ်ကိုစီရှိသလိုဖခင်ကလည်းဆီယာမကိုချစ်နေကအတင်းနဲ့ပိုးပန်းနေပေမဲ့ကျွန်တော်ဆီယာမကတော့ချေမိုးနေပါတယ်။စီဂျေပြန်လာကိုနေ့စဉ်ရက်ဆက်နမတ်စင်ရဲကမျက်စိဖွင့်ကြည့်ရင်ပြန်ရောက်လာမဲ့မျှော်လင့်ချက်နဲ့အရင်ကကိုအခုကိုလုပ်ခဲ့ပေမဲ့ပေါ်မလာခဲ့ပါဘူး။ထိုအချိန်ထူးဆန်းတဲ့ရင်မြတ်ကြီးပြန်တန်းလာကစီဂျေဆဲဘဲလိုပုံစံတူအကောင်လေးတွေကဘာမီပေါ်ရောက်လာခဲ့ပါတယ်။